လောကမှာအရှက်တရားမရှိဘူးဆိုလို့ရှိရင်လူတွေရဲ့ဂုဏ်သိက္ခာတွေလည်းပျက်စီးပြီးတော့သွားတယ်အရှက်တရားမရှိဘူးဆိုရင်လူယဉ်ကျေးမှုတွေအားလုံးဟာဆုံးရှုံးသွားနိုင်တယ်ဒါကြောင့်မို့လောကကြီးမှာအရှက်တရားဆိုတာရှိရသို့တော့အရှက်တရားဆိုတာဘာကိုအရှက်တရားခေါ်တာလဲလို့ဆိုတာတော့သိဖို့လိုတယ်ဓမ္မစကားမှာရောထွေးနေတာတွေရှိတယ်ပေါ့လူကြားတဲ့ထားစကားမပြောရဲဘူးရှက်တတ်တယ်လူကြားတဲ့မသွားရဲဘူးရှက်တတ်တယ်အဲ့ဒီလိုအရှက်မျိုးကိုဆိုလိုတာမဟုတ်အဲ့ဒီအရှက်မျိုးကတတ္တိနဲတယ်လို့ခေါ်ရမှာဒီအရှက်ကဘယ်လိုအရှက်လဲဆိုရင်မဟုတ်တာပြောရမှာရှက်တယ်မဟုတ်တာလုပ်ရမှာရှက်တယ်လူယဉ်ကျေးမှုနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ရမှာရှက်တယ်ဆိုတဲ့ဒီအရှက်တရားဘုရားမြတ်စွာကတော့ဟိရိယတိဟိရိယတပေနကာယဒုစရိတေနဝစီဒုစရိတေနမနောဒုစရိတေနလို့စိတ်ရဲ့အကျင့်စိုးလို့ဆိုတဲ့မနောဒုစရိုက်တွေအတွက်မနောဒုစရိတ်တွေကြောင့်စိတ်ထဲမှာရှက်တယ်မဟုတ်တာပြောရမယ်ဝစီဒုစရိုက်တွေအတွက်ရှက်တယ်မဟုတ်တာလုပ်ရမယ်ကာယဒုစရိုက်တွေအတွက်လည်းရှက်တယ်လို့ဒီလိုမကောင်းတဲ့အလုပ်တွေတွေးတောရမှာပြောဆိုရမှာကြံစည်ရမှာဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ရှက်တာကိုအရှက်တရားလို့ဒီနေရာမှာမှတ်ရတယ်လောကမှာရှက်เสียဆိုတာဟာကိုယ်ချင်းတရားပြပြမှုကလည်းပဲရှက်เสียပဲကိုယ်ချင်းတရားပြပြမှုကိုရှက်เสียလို့မြင်လာတဲ့ပုဂ္ဂိုလ်တရားဟာကိုယ်ချင်းတရားမပြပြအောင်ထိမ့်သိမ်းဆော့ရှော့မှာကောင်းတာတွေကိုမလုပ်တတ်တဲ့ပုဂ္ဂိုလ်တွေကောင်းတာတွေလုပ်ခြင်းမှရှောင်ကျဉ်နေတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲမကောင်းတဲ့အလုပ်ကိုလုပ်ရင်ရှက်เสียကောင်းတယ်လို့ပဲကောင်းတာမလုပ်ဘဲနေလို့ရှိရင်လည်းရှက်เสียကောင်းတယ်ဆိုတော့ကလူလောကမှာအများနားလဲတယ်လို့နားမလဲဘူးဆိုရင်လည်းရှက်เสียတခုပဲအများသိတယ်လို့မသိဘူးဆိုရင်လည်းရှက်เสียပဲအများတောင်လုံနိုင်တဲ့ကောင်းတဲ့အလုပ်ကလေးတွေတောင်မလုံနိုင်ဘူးဆိုလို့ရှိရင်လည်းတစ်ဖက်ကရှက်เสียပဲဒီလိုဆိုလိုတာမို့အဓိကရှက်เสียဆိုတာတော့မကောင်းတဲ့အကုသိုလ်စိတ်တွေမိမိတဏ္ဍာမှာဖြစ်ရမှာရှက်ရမကောင်းတဲ့စိတ်ဓာတ်တွေမွေးရမှာရှက်ရမဟုတ်တာလုပ်ရမှာရှက်ရမယ်မဟုတ်တာပြောတာကိုရှက်ရအဲ့ဒီအရှက်တရားရှိမှလူတွေရဲ့ကြီးပွားတိုးတက်မှုဆိုတာဖြစ်နိုင်တယ်အရှက်တရားဆိုတာအကျိုးပြုတဲ့နေရာမှာအမြဲတမ်းတန်ဖိုးရှိတယ်ဘုရားမြတ်စွာကဟိရိနဲ့ဥဒ္ဒပအရှက်နဲ့အကြောက်ဒီတရားနှစ်ခုကိုလောကပါဠလောကကြီးကိုထိမ့်သိမ်းဆောက်ရှောက်တဲ့တရားလို့ဒီလိုဟောထားတဲ့အပြင်မှာသုက္ကဓမ္မလူလောကကြီးကိုဖြူစင်စေနိုင်တဲ့လောကကြီးအညစ်အကြေးတွေကကင်းပြီးတော့တန်ရှင်းဖြူစင်စေတဲ့တရားလို့ဒီလိုလဲဟောထားတယ်လောကကြီးတစ်ခုလုံးလူသားတွေဟာအရှက်ကင်းမဲ့သွားပြီဆိုလို့ရှိရင်အလို့လျောက်human dignity ဆိုတာကြာဆင်းသွားပြီနောက်ဆုံးမှာတိရစ္ဆာန်အဆင့်မျိုးရောက်သွားတယ်တိရစ္ဆာန်ဆိုတာအရှက်မရှိလို့တိရစ္ဆာန်ဖြစ်သွားတယ်အဲ့တော့တိရစ္ဆာန်ဖြစ်နေတဲ့တရားတွေဟာလည်းရှက်ရမှန်းလည်းမသိဘူးကြောက်ရမှန်းလည်းမသိဘူးမဟုတ်တာလို့ရင်ရှက်ရမှန်းကြောက်ရမှန်းလူဆိုတာသိရတယ်ပေါ့အဲ့ဒါလို့မသိတော့ဘူးဆိုလို့ရှိရင်လူလောကကြီးကတိရစ္ဆာန်လောကနဲ့တူသွားနိုင်တယ်လို့မြတ်စွာဘုရားကလောကပါဠသုတ်တံမှာဒီလိုဟောထားတယ်။ဒါကြောင့်မို့အရှက်တရားဆိုတာအမတ္တမအရေးကြီးတယ်။ပါဠိလိုပြောမယ်ဆိုရင်တော့ဟိရိတရားလို့ဒီလိုပြောတာ။ဟိရိဆိုတာရှက်တယ်လို့လည်းအဓိပ္ပာယ်ပြန်လို့ရတယ်။နောက်တစ်ခုကဒီမကောင်းတာလုပ်ရမှာကိုယွံမုန်းတယ်လို့လည်းအဓိပ္ပာယ်ပြန်လို့ရတယ်။ဆက်ဆုပ်တယ်ယွန်းတယ်အဲ့တော့မဟုတ်တာလုပ်ရမှာစိတ်ထဲမှာမတည်ဘူးယွန်းနေတဲ့ပုဂ္ဂိုလ်တရားဟာမဟုတ်တာဘယ်တော့မှမလုပ်ဘူးတဲ့မဟုတ်တာကနေရှောင်ကျင်တယ်
အဲ့တော့တရားတစ်ခုဟာလူသားတွေအတွက်မကောင်းတဲ့အမှုတွေကရှောင်ကျဉ်ဖို့အတွက်အင်မတန်မှအရေးပါတဲ့အကြောင်းတစ်ခုလို့ဒီလိုမှတ်သားကြရအောင်ဒါကြောင့်မလို့ကိုယ်တဏ္ဍာကိုစမ်းစစ်ကြည့်ရမယ်ငါမဟုတ်တာကိုတွေးရမှရှက်တဲ့လူဟုတ်ကဲ့လားမဟုတ်တာပြောရမှရှက်တဲ့လူဟုတ်ကဲ့လားမဟုတ်တာလုပ်ရမှရှက်တဲ့လူဟုတ်ကဲ့လားကိုယ့်ကိုစမ်းစစ်ပြီးတော့ကြည့်ရစမ်းစစ်ကြည့်ပြီးတော့လောကမှာလူယဉ်ကျေးမှုနဲ့ဆန့်ကျင်တဲ့အလုပ်ရတွေဟာရှက်เสียလုပ်တယ်လို့ပဲခြုံငုံပြီးတော့ပြောလို့ရမြတ်စွာဘုရားကတော့အဓိကအပြည့်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးကိုပေးနိုင်တဲ့အကုသိုလ်အမှုတွေမှန်တယ်ဗျာရှက်เสียတွေပဲလို့ဒီလိုဟောတာအဲ့ဒီရှက်เสียတွေကနေပြီးတော့ရှောင်ကျင်ရမှာလို့ဒီလိုပြောတာပဲအဲ့တော့လူစည်းကမ်းကိုဖောက်ဖျက်တာလည်းပဲရှက်เสียပဲဥပဒေတစ်ခုချိုးပေါက်တာလည်းရှက်เสียပဲလောကမှာဒီအများလိုက်နာရမယ့်ဥပဒေတစ်ခုဟာကိုယ်ကမလိုက်နာဘူးသို့မဟုတ်လိုက်နာရမှန်းတော့မသိဘူးဆိုလို့ရှိရင်ရှက်เสียကောင်းတာပဲဒါလည်းပဲအဲ့တော့ဘယ်အရာပဲဖြစ်ဖြစ်မသိဘူးဆိုတာမရှိရလေအောင်သိအောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်ပေါ့လူဆိုတာအတိုင်းအဝိုင်းနဲ့နေကြတာဖြစ်တယ်လူတွေမှာလူ society ရှိတယ်ရပ်ကွက်တစ်ခုမှလည်းပဲရပ်ကွက်စီကံဆိုတာရှိတယ်ရွာတစ်ခုမှလည်းရွာစီကံဆိုတာရှိတယ်မြို့နယ်တစ်ခုမှလည်းပဲမြို့စီကံဆိုတာရှိတယ်မိသားစုအတွင်းမှာတောင်မှပဲမိသားစုစီကံဆိုတာရှိတယ်အဲ့ဒီစီကံတွေကိုချိုးဖောက်ရမှာလဲရှက်တယ်ဆိုတာရှိဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့အများသဘောတူထားတဲ့ဂတိကဝတ်တို့စီကံတို့ဒီကိုဝန်ခံဂတိပြုထားတာတို့ချိုးရဖောက်ရမှာဒါတွေကလည်းပဲရှက်ရမယ့်အရာတွေပဲဖြစ်တယ်ဘုရားလောင်းနေကြတော့ဒါကြောင့်မို့လို့ဂတိအမတန်မှတည်တယ်သုတ္တသောမမင်းကြီးဟာပောရိတာရနဲ့တွေ့တဲ့အချိန်လေးမှာမတွေ့ခင်လေးသူဂတိပေးထားခဲ့တဲ့ပုံနာတူနဲ့တွေ့ပြီးတော့သူစီကတရားနာဖို့အချိန်လေးတစ်ခုရှိတယ်အဲ့ဒါပောရိတာရလက်ထဲရောက်သွားတဲ့အခါကျတော့အဲ့ဒီဂတိပြတ်မှဆုံးလို့ပောရိတာရကိုဂတိပေးပြီးတော့အဲ့ဒီပုံနာနဲ့ပြန်ပြီးတော့တွေ့ခွင့်တောင်းတယ်ဘုရားလောင်းတွေကဂတိပြတ်ရမှအလွန်ရှက်တယ်ဒါကြောင့်မို့လို့သူဂတိအတိုင်းသူလှုပ်ရှားရှိတာဆက်ပြီးတော့လှုပ်တယ်ပောရိတာရစီပြန်လာမယ်လို့ဝန်ခံခဲ့တဲ့ဂတိကိုလည်းမဖြတ်ဘူးသိချင်းသိပါစေပြန်သွားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ကိုပြောထားတဲ့စကားတစ်ခုကိုမဖြတ်ကြဘူးအဲ့ဒါလည်းပဲအရှက်တရားပဲအရှက်တရားရှိလို့ရှိရင်ကိုပြောထားတဲ့စကားတစ်ခုကိုလည်းဘယ်တော့မှမဖြတ်ဘူးတဲ့အဲ့တော့လောကမှာအချင်းချုပ်ပြောရမယ်ဆိုရင်အကုသိုလ်ဖြစ်မဲ့အတွေးတွေအကုသိုလ်ဖြစ်တဲ့အပြောတွေအကုသိုလ်ဖြစ်တဲ့အလုပ်တွေဒုစရိုက်မှုတွေဆိုတာလောကမှာရှက်เสียကောင်းတာတွေဖြစ်လို့အရှက်တရားနဲ့ဒါတွေမဖြစ်အောင်ထိန်းသိမ်းဆောင်ရှောက်ကြရမယ်လူယဉ်ကျေးမှုကိုဖောက်ဖျက်လို့ရှိရင်လည်းရှက်เสียကောင်းတယ်အများသဘောတူထားတဲ့ဂတိကဝတ်ကိုလည်းချိုးဖောက်လို့ရှိရင်ရှက်เสียကောင်းတယ်ဒါကြောင့်မို့အဲ့ဒါကိုလည်းပဲအရှက်တရားနဲ့ပဲဂတိမချိုးမိဖို့အများသဘောတူထားတဲ့စည်းကမ်းတွေလိုက်နာဖို့ဆိုတာတွေကလည်းအရှက်တရားနဲ့ပဲပြန်ပြီးတော့ထိန်းရဒါကြောင့်လို့ဒီအရှက်တရားဆိုတာမကောင်းတာတွေကိုဖယ်ရှားပြီးတော့ကောင်းတဲ့အလုပ်တွေကိုလုပ်ပြီးဖို့ရာအတွက်အင်အားကြီးမားတဲ့အရာတစ်ခုဖြစ်တယ်မြတ်စွာဘုရားရဲ့စကားနဲ့ပြောမယ်ဆိုလို့ရှိရင်နော်ဒီအရှက်တရားကိုယ်တဏ္ဍာမှာရှိနေသမျှကာလပတ်လုံးအကုသိုလ်တွေမဖြစ်နိုင်ဘူးတဲ့အရှက်တရားမရှိတော့ဘူးဆိုလို့ရှိရင်အကုသိုလ်တွေဖြစ်လာမယ်လို့ဒီလိုသမာပတ္တိသုတ်တံမှာဟောထားတာအရှက်မဲ့သွားလို့ရှိရင်အကုသိုလ်တွေဟာဝင်လာလိမ့်မယ်အရှက်ရှိနေသမျှကာလပတ်လုံးအကုသိုလ်တွေမဝင်လာဘူးလို့လောကအယောင်းဝယ်ကိစ္စမှာပဲဖြစ်စေလူမှုရေးကိစ္စမှာပဲဖြစ်စေနော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လိုက်နာရမယ့်အချက်တွေကိုမလိုက်နာဘူးပြက်ကွက်မယ်ဆိုရင်ရှက်เสียဖြစ်တယ်အဲ့ဒီရှက်เสียတွေကိုရှက်ရမှန်းသိပြီးတော့အရှက်တရားနဲ့မိမိကိုယ်ကိုထိမ့်သိမ်းစောင့်ရှောက်တာ